Hello guys, I'm Mega.ကျွန်တော်ချိန်ကပြန်တော့မှာတင်းကျတော့မလုပ်ရမယ်ဆိုတော့ free skin တွေမှာကိုကျွန်တော်ကဆိုဒီ game မှာအဲ့မှာကျွန်တော်တို့ free item တော့ချကြအောင် let's go အဲ့တော့ तू ကဒီတိုင်းချိုးလို့မှလမ်းရှော့ရှော့သွားတယ်တကယ်တော့လမ်းလျှောက်ဝဲနေတာလုံးဝမဟုတ်ပါဘူးအဲ့မှာကုတ်ရိုက်ထည့်လို့ရပါတယ်အဲ့အေးရမလက်ကြီးဟောကျွန်တော်စကင်ကတော့ဒီမှာနုစကင်လောက်ထားဟုတ်ကောဒီ page မှာအဲ့ဒါကိုနှိပ်သွားပြီးအောက်ကစကလုံးနှိပ်ပြီးကုတ်ရိုက်ထည့်လို့ရပါတယ်ကျွန်တော်ကတော့ပထမအရှိကကုတ်တွေကျွန်တော်ကတော့ရိုက်ထည့်ပြပါပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုလုပ်ဖို့မေ့သွားပါတယ်ဒီမှာကုတ်နှစ်ခုပဲကျန်တော့ပါတယ်နောက်3ခုပဲ3ခု4ခုကျန်ဒီပါ4ခုကျွန်တော်ရိုက်ထည့်ကြအောင် let's go G A D M O V I N G okay ဆိုတော့ဘေးကအမှတ်ချစ်လေးနှိပ်လိုက်လားခါဆောင်လိုက်ပေါ့နော်ပြီးဒီဘေးမှာပေါ်လိုက်ပါမယ်ကျွန်တော်အဲ့ဒါရိုက်ထည့်တာပဲနှစ်ခါရှိတယ်နှစ်ခါရှိရင်မဟုတ်ပါဘူးခုမှရိုက်ထည့်တာတင်နေမရဘူးညောက်ထားတော့နောက်တစ်ကုတ်ရှိတော့ရတယ် let's go အဲ့ဒါကုတ်က V I C V I C D O R Y ပြောင်းနေကျွန်တော်Y A B N ကိုရိုက်ထည့်ပါမယ်အမှန်ချင်းနှစ်တယ်ပါငှက်ဆောင်နေလိုက်မရလို့လားဟုတ်တယ်ကုတ်ပြီရိုက်ထည့်လို့ရတော့ထင်တယ်တော့စိတ်ထင်ရှေ့ကုတ်တယ်ဟုတ်တယ်နောက်ထပ်တစ်ကုတ်နောက်တစ်ကုတ်ကအလွယ်ဆုံးပဲ D I Y okay ဟုတ်ပြီနှိပ်လိုက်အော်ရလဲရတော့ line ကြတယ်ဟုတ်နော်မ D L Y ရှက်ကုတ်တွေရရင်တော့ဘလို့ကျွန်တော် line ကြနေလို့မရတာတော့အဲ့တော့နောက်ဆုံးတစ်ကုတ်ပဲကျန်တော့ပါတယ်နောက်ဆုံးကုတ်ကတော့ W O R မမကောင် W O R L အော်ပြီးဟောလာပဲပြဝိုက်လဲ B ပုတ်ဒီဟာ D L I V E လိုက်ပါ lip အမှန်ပြပါမယ်အဲ့ဒါကိုနာနှိပ်ပါနှိပ်လိုက်ရင်တော့ခါဆောင်ကြည့်လိုက်ပါဦးမယ်မှားပါညနေတည်းကပြန်လိုက်ကြည့်အောင်ဟိုရမကောင် W O R D A L I V E မနစ်နေလားရပါကြီးလားကုတ်အားလုံးကျွန်တော်ရိုက်ထည့်ပြီးသွားပြီဆိုတော့ဒီကိန်းနဲ့ထောက်ပဲဘလို့ကျွန်တော်ပြမယ်တကယ်ရလားမရလားအဲ့လိုလေးနာဆုလက်လေးပေါ်လာမှရတာပါဥပမာကျွန်တော်တို့ဒီတဲ့နု character တော့ဝါကြီးပါအပြင်းတော့ဝါကြီးတယ်မှာနု skin ပေါင်းတာကျွန်တော်ကြိုက်လို့ပါအရာကုန်းတစ်ခုမှာရောဒီမှာအိုးထုံးရယ်လွယ်အိတ်ရယ်ရပါတယ်ကျွန်တော်တော့မကြိုက်ပါဘူးအဲ့တော့ခုလုံးမင်းကမကြီး free skin နေအများကြီးပါပဲအဲ့ကျွန်တော်ဒီကောက်ပြောက်အောင်ထက်ဒီကောက်ဖွင့် free skin ယူရပုံစံအကုန်လုံးဘလို့ကြော်လိုက်ကြကျွန်တော်ကဒီမှာကုတ်မဲလေးပြကြိုက်ပါတယ်ကျွန်တော်တို့ဒီစီယံပိတ်လိုက်ပါမယ်ဒီစီယံပိတ်ပြီးတော့ကျွန်တော်ပြန်ဝင်လိုက်ပါဘလို့ဆိုကျွန်တော် VPN ဖွင့်လာလဲဆိုကျွန်တော် line တွေရှင်းကြနေလို့ပါအားပြီးနောက်ပြီးဝင်ပါမယ်ဝင်ပြီးကိုယ့်ရဲ့ character ထဲသွားပြီးတော့ကိုယ့် character ထဲဘယ်လို skin မောင်းလာလားဘယ်လိုပြောလဲမသိဘူးအဲ့လည်းတော့ကို line ကြတယ်ပြို့ပြန်ဖြဲပြန်ဝင် line တွေအရင်ကြတယ် smell beauty ဒါလေးပိတ်မယ်အားရပြီနည်းပေါ်တော့ပေါ်လာ
Vivian ပဲခံလိုက်တော့ပါမယ်ကြာလို့ရပြီ Vivian ခံရဆိုကျွန်တော်ဒီထဲဝင်တော့တဲ့ပြန်ပါမယ်ဟောတော့ဖုန်းလေးတုတ်လိုက်မယ်လမေးတွေအများကြီးပဲ Vivian ခံလိုက်ရတယ်အော်ထုတ်ကတော့ကျွန်တော်မကြိုက်လို့ပြန်ဖြောက်ပါမယ်ကမြဒါပေါ့ဟာတစ်နှစ်သုံးခုပေါ့တစ်ခုကနှစ်ချက်နှစ်ချက်ကလည်းမပေါ်ဘူးဒုတ်လည်းမပေါ်ဘူးဘေးကအကောင်လေးဒါတော့နောက်ကဒုတ်ကြီးနှစ်ချက်တစ်ခုကလွယ်အိတ်တစ်ခုကတော့ဒီမှာအိုးထုတ်ကျွန်တော်ဘလို့ရွေးပေးတော့ဒီအာမာမိုက်တာမဟုတ်ဒီအာမိုက်တာကျွန်တော် ਨੇ သက်သာတော့ကျွန်တော်အဲ့လိုက်နှစ်ခုလုံးကျွန်တော်မကြိုက်ခဲ့ပါဘူးမတက်တဲ့ဆိုတာလေးပါဒါလေးနဲ့ကျွန်တော်မိုက်တာပါအခုကဒီကုတ်ဥယုံလေးကျွန်တော်ကြိုက်သွားပါပြီအဲ့ဆိုကျွန်တော်နောက်ထပ်ကျွန်တော် free skin ယူဖို့ဆိုရင်ကျွန်တော်မယူဖြစ်သွားတာပြင်တယ် free skin နေယူလေမကောင်းဆုံးနေရာဆိုဒီ free time ဆိုရဲဒီမှာဗျဝင်ပြီးမှ free skin တွေပါရှာလို့ရှာပြီးတော့ဗျာသူ့ရဲ့ဂိမ်းထဲဝင်သွားလို့ရတယ်ဘယ်နာမှမနေပြီးမယ်မှာတော့ဒီဟာကိုယူမယ်ဆိုဗျအရှိရထဲဝင်သွားလိုက်ဝင်ပြီးတော့အမှကွတ်တူခိုင်းတဲ့ကွတ်တွေပါလို့ပြီးတော့ရလောက်မယ်ကျွန်တော်အဲ့ဒါယူတော့ကကျွန်တော်ဟိုပါပဲလုပ်လိုက်တာလေဟောပါလေကျွန်တော်မျိုးအမှလုံးလေးကိုမှဗျအစူးချုံနေဖြစ်နေအဲ့ကျွန်တော်လုပ်လို့ရသွားတာအများကြီးရှိပါတယ်စကင်းလေးကျွန်တော်ဒီစူပါမန်လို့ဘာလို့မထားရဒါရယ်ကိုလုံးယူလိုက်တာပါခုကျွန်တော် free skin ယူဖို့ရှိပါတယ်အဲ့ဒါလို့ကျွန်တော်လိုက်ပြပါမယ်ကောင်းမလဲဒီနေ့ယူတော့ကျွန်တော်ဒီကိန်းကျွန်တော်မစောတော့ဘူးဗျစောလို့တော့မရဘူးတင်တဲ့ကိန်းကျွန်တော်အသက်မပြည့်သေးလို့ရောပြေးတာငါပါစောရတော့မလဲတော့မလဲဆိုတော့ဒါဆိုရမယ်အဲ့ဒီမှာရောက်မှာစာအုပ်တင်လှူထားတဲ့တောင်းမှတစ်ခုရမယ်ပြီးတော့ဒီမှာပြရမယ် TV ခေါင်းရလာပဲငါလည်းကြောက်နေစကိုမရဘူးရောက်ဘူးအဲ့လိုမရအတမ်းမပြေတာမဟုတ်ဘူးဗျဝင်တဲ့စာပါလူပြည့်နေလို့ခဏတော့ကျွန်တော်ရှာကြည့်လိုက်အောင်ဒီကင်းဆိုရင်ဒီကင်းစော်မလေး sorry ဟုတ်ကြပါလေဗျာရေးနေဗျာဟာတော်များရဟာတောင်းတော့ဟာဘယ်လိုမှရတယ်မသိဘူးတော့ထားကြတယ်ကျွန်တော်ဘာမှလည်းမသိကျွန်တော်ခလဲမှတင်တယ်ကျွန်တော်စိတ်ထင်ကျွန်တော်နောက်ပိုင်းနေမှာကျွန်တော် free skin တွေပါရဲ့ယူမှပဲ game ကြီးဆော့ပြတော့ပါမယ်ဒီဘလော့ကကျွန်တော်ခုလက်ရှိဆော့နေတဲ့ game က Bluffo ပါ Bluffo ကျွန်တော်ခုလက်ရှိဆော့နေတာပါအဲ့တော့ကျွန်တော်နောက်ပိုင်းကျမှပြန်လာပါမယ်ဗီဒီယိုကောင်းလေးနဲ့အဲ့ဒါဒီနေ့ဗီဒီယိုကြီးလောက်ပါပဲ bye bye